လောကမှာရှိသမျှအရသာတွေအားလုံးကိုဓမ္မအရသာကအောင်နိုင်တယ်လို့ဆိုထားတဲ့စကားအတိုင်းပဲရဘုရားဟောကြားခဲ့တဲ့တရားဓမ္မတွေရတာသိရှိကြပြီဓမ္မရတ္တကိုခံစားသိရှိကြတဲ့ပုဂ္ဂိုလ်တိုင်းဈာနာယုံပင်အပူစင်၍ကျင့်လင်ချမ်းသာကျင့်ပြီးကလည်းလွန်စွာငြိမ်းချမ်းဆိုတဲ့အမရဗုဒ္ဓမဟာကဏ္ဍဥစ္စာတော်ဘုရားကြီးရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်အတိုင်းတက္ကရာကြီးရေးထားတဲ့အတိုင်းအဓိပ္ပာယ်ဖွင့်ဆိုထားတာဖြစ်တယ်မြတ်စွာဘုရားရဲ့တရားတော်တွေဟာဈာနာယုံပင်အပူစင်တရားနာလဲရတာနဲ့ပဲစိတ်နှလုံးအေးချမ်းမှုကိုရစိတ်ရဲ့ပူပန်မှုတွေအားလုံးကိုဖယ်ရှားပြနိုင်တယ်ကျင့်လင်ချမ်းသာနာယုံနဲ့ပြီးတာမဟုတ်ဘူးမြတ်စွာဘုရားရဲ့ဆုံးမတရားတွေကလက်တွေ့ကျင့်သုံးကြရမှာဖြစ်တယ်လက်တွေ့ကျင့်သုံးလို့ရလာတဲ့အကျိုးဆက်ကလည်းအလွန်ကြီးမားလို့လက်တွေ့ကျင့်သုံးနေတဲ့အချိန်မှလည်းပဲစိတ်ချမ်းသာမှုကိုရရှိတယ်ကျင့်ပြီးကလည်းနိဗ္ဗာန်လမ်းနဲ့ဆိုကျင့်လို့အောင်မြင်သွားလို့ရှိရင်လည်းနောက်ဆုံးရောက်ရှိတဲ့လမ်းဆုံးပန်းနိုင်ကတရားဝဆင်းရဲကလွတ်ကင်းတဲ့နိဗ္ဗာန်ချမ်းသာဖြစ်တယ်ဒါကြောင့်အစအလယ်ဆုံးကောင်းခြင်းသုံးရာနဲ့ပြည့်စုံတဲ့မြတ်စွာဘုရားရဲ့ဆုံးမတရားတော်တွေကိုကြားနာခွင့်သိရှိခွင့်နာယူမှတ်သားခွင့်လိုက်နာခွင့်ကျင့်သုံးခွင့်ရနေတဲ့ရကြတဲ့ဘုရားဘာသာဝင်သူတော်စင်တွေအနေနဲ့ဓမ္မကံကောင်းကြတယ်လို့ပြောကဘာမှာမြတ်စွာဘုရားရဲ့ဆုံးမတရားတော်တွေကိုနာယူခွင့်ကျင့်သုံးခွင့်ကျင့်သုံးလို့ရရှိရတဲ့အကျိုးတွေကိုခံစားခွင့်ဆိုတာဟာလူတိုင်းရရှိတာလည်းမဟုတ်ဘူးမြန်မာနိုင်ငံမှာဒီမဲ့ဒီအကျိုးကိုရတဲ့ပုဂ္ဂိုလ်မှရတယ်မရတဲ့ပုဂ္ဂိုလ်မရဘူးဖြစ်တယ်ပေါ့ဒါကြောင့်မို့မြတ်စွာဘုရားရဲ့ဓမ္မပဒတိသနာကဓမ္မရတ္တများကိုရရှိခံစားစေရုံများမကဘဝသင်္ကန်းစာများကိုလည်းရရှိမှာဖြစ်တယ်ဒါကြောင့်မို့မြတ်ဗုဒ္ဓရဲ့အဆုံးအမတရားတော်တွေကိုနာယူမှတ်သားပြီးတဲ့အခါမှာဓမ္မရတ္တကိုခံစားပြီးမိမိတို့ကိုယ်တိုင်ဘဝမှာဘယ်လိုနေထိုင်ကျင့်သုံးရမယ်ဆိုတာကိုသင်္ကန်းစာယူပြီးလိုက်တာကျင့်ကြံကြကိုအထောက်ကြမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်မှာပရိယတ္တိဆိုတဲ့သင်ယူခြင်းနာယူခြင်းနဲ့ပฏิပတ်တိဆိုတဲ့လက်တွေ့ကျင့်ဆောင်ခြင်းအဲ့ဒီနှစ်ခုကပူးပေါင်းဆောင်ရွက်ရမှာဖြစ်တယ်တခြားဘာသာတွေလူဆုတောင်းပြီးဒီပူဇော်ပြီးဆုတောင်းရုံနဲ့ကိစ္စမပြီးဘူးပူဇော်ခြင်းဆုတောင်းခြင်းဆိုတဲ့အလုပ်ကိစ္စဟာအပေါ်ယံအပယိကတမ္မာကိစ္စပြတာဖြစ်တယ်ရသော်ဘုရားရဲ့အဆုံးအမတော်မှာပူဇော်ခြင်းဆိုတာအခြေခံလေးမြတာဖြစ်ပြီးလိုက်နာจิตသုံးကသာလေจิตသုံးခြင်းကသာလေအဓိကကြတယ်ဒါကြောင့်မို့ရသော်ဘုရားကိုပူဇော်ရင်တောင်မှပဲစီမိပန်းရေချမ်းတို့နဲ့ပူဇော်ခြင်းကတစ်မျိုးဒီရသော်ဘုရားဆုံးမဟောကြားတဲ့အတိုင်းလိုက်နာจิตသုံးပြီးပူဇော်ခြင်းကတစ်မျိုးလို့နှမျိုးမှတ်ရအောင်စီမိပန်းရေချမ်းတို့နဲ့ပူဇော်တာအာမိတပူဇာလို့ဆိုရတယ်ပေါ့ရသော်ဘုရားဆုံးမတဲ့အတိုင်းလိုက်နာจิตသုံးခြင်းကိုကျင့်သီလကိုစောင့်တည်ခြင်းစိတ်ဓာတ်တည်ငြိမ်မှုရရှိအောင်သမာဓိအကျင့်ကိုကျင့်ခြင်းဝိပဿနာဘာဝနာဆိုတဲ့ပညာအကျင့်ကိုကျင့်ခြင်းလို့ဆိုတယ်ကိုယ်တိုင်လက်တွေ့ကျင့်သုံးခြင်းကြဓမ္မပူဇာလို့ဒီလိုဆိုတယ်အာမိတပူဇာနဲ့ဓမ္မပူဇာအကျိုးမြတ်ခြင်းအလုံးပွားခြားတယ်ဒါကြောင့်မို့ဓမ္မပူဇာဟာမြတ်စွာဘုရားချီးမွမ်းတဲ့ဓမ္မပူဇာပဲသမ္မာပฏิပတ်တိအနုတ္တရပူဇာမြတ်စွာဘုရားဟောတဲ့အတိုင်းလိုက်နာကျင့်သုံးခြင်းဆိုတဲ့သမ္မာပฏิပတ်တိမှန်ကန်တဲ့အတိုင်းကျင့်ကြံကြိုးကိုအထောက်ခြင်းဟာအနုတ္တရပူဇာအကောင်းဆုံးပူဇော်ခြင်းအဲ့တော့ဘုရားကိုပူဇော်မယ်ဆိုရင်သီလဆောက်တည်ပြီးတော့ဘုရားကိုပူဇော်လို့ရတယ်နော်သီလနဲ့ပူဇော်လို့ရတယ်ကိုယ်ကိုယ်တိုင်ကျင့်သုံးတဲ့
၅ ပါးသီလဖြစ်စေ၈ ပါးသီလဖြစ်စေ၉ ပါးသီလဖြစ်စေသီလစောင့်တည်ပြီးတဲ့နောက်ဒီသီလဖြင့်မြတ်စွာဘုရားကိုပူဇော်ပါတယ်ဆိုပူဇော်မှုဟာအလုံးမြင့်မြတ်တဲ့ပူဇော်မှုတစ်ခုဖြစ်တယ်လို့မြတ်စွာဘုရားကိုယ်တိုင်ကလည်းပဲဟောကြားဆုံးမခဲ့တာဖြစ်တယ်။သို့သောလောကလူတွေကသီလနဲ့ပူဇော်ရတယ်တရားဓမ္မနဲ့ပူဇော်ရတယ်ဆိုတာတဲ့အမိသနဲ့ပူဇော်ရတာကိုပို့ပြီးတော့နှစ်သက်ပြတ်လို့ပြီးလွယ်ကူမှုရှိတဲ့ကြောင့်အမိသပူဇာဘက်ကိုအာသန်နေကြတယ်။ခုဒီနေ့ကျင်းပတဲ့တရားပွဲဟာလေဒီကြောင့်လည်းကြီးရဲ့ကျေးဇူးရှင်ဖြစ်တဲ့ဆရာတော်ဘုရားကြီးရဲ့ခုံတော်ကျေးဇူးတော်တွေကိုမှတ်မြောက်ပြီးတော့ပူဇော်တဲ့အနေနဲ့ကျင်းပတာဖြစ်တယ်။ဓမ္မနဲ့ပူဇော်တယ်လို့ဆိုလို့ရတယ်ပေါ့နော်။အာမိသနဲ့လည်းပူဇော်တယ်ဓမ္မနဲ့လည်းပူဇော်တယ်။ကောင်းမြတ်သောပူဇော်ခြင်းမျိုးဖြစ်ပူဇော်ကြတယ်။အဲ့ဒါလိုပူဇော်မှုကိုပြုလုပ်ကြခြင်းဟာမြတ်စွာဘုရားရဲ့အဆုံးအမသင်္ကြန်အရာပြုလုပ်ကြခြင်းပဲဖြစ်တယ်။ဒီလိုပြုလုပ်သဖြင့်ရလာတဲ့ကောင်းကျိုးချမ်းသာတွေဟာတရားတွေဖို့မတန်ကြီးမားတဲ့ကောင်းကျိုးချမ်းသာတွေပဲဖြစ်တယ်။မြတ်စွာဘုရားဟာတရားတွေအတွက်ဒေဇဓမ္မိကထာလို့ခေါ်တဲ့ဒီဘဝကောင်းကျိုးချမ်းသာတွေရဖို့သံပရိကထာလို့ခေါ်တဲ့ဒီဘဝကိုလွန်မြောက်သွားပြီးရှင်ဆိုင်ရမယ့်နောက်ဘဝမှာလည်းကောင်းကျိုးချမ်းသာတွေရဖို့ဆိုတော့သုံးသစ်ဆုံးမနီးလန်းပြခဲ့တာဖြစ်တယ်။ဤဘဝထိုဘဝဆိုတဲ့ဘဝတွေကိုမလိုချင်ဘူး။တန်မြတ်ဟုတ်ကလွတ်ချင်တဲ့နိဗ္ဗာန်ကိုမြတ်မောပြုခြင်းနဲ့ဆိုတဲ့အမြတ်ဆုံးအကျိုးလို့ခေါ်တဲ့ပရမတ္ထရရှိခြင်းမို့ရရှိဖို့ဆိုရင်လည်းပဲမြတ်စွာဘုရားကနီလန်အပြည့်အဝမဂ္ဂင်၈ ပါးအကျင့်တရားနဲ့ညွှန်ကြားဆုံးမခဲ့တာဖြစ်တယ်။ဘုရားဘာသာမှာပြည့်ပြည့်စုံသောအကျင့်တရားတွေရှိပြီးသားပဲဖြစ်တယ်။ဘဝတစ်ခုရလာတဲ့အခါဘယ်လိုနေရမယ်ဘယ်လိုထိုင်ရမယ်ဆိုတာဟာအရေးကြီးဆုံးပဲဖြစ်တယ်။လူတိုင်းဟာဘဝရလာပြီးရင်တော့စာရင်တောက်ရင်လုံးလုံးရင်နဲ့ဘဝတစ်ခုသုံးချကြမှာပဲဖြစ်တယ်။အဲ့ဒါလို့သုံးချသွားလို့ဒီရှင်ဥစ္စာရှာဝေတယ်။ကာမဂုဏ်အာယုန်တွေထဲမှာပျော်ပါတယ်။ဒီရှင်ဥစ္စာရှာဝေရင်အသုံးပြုရင်ဖြင့်ဘဝတစ်ခုဆုံးသက်သွားရင်ဘာအကျိုးမြတ်မှရနိုင်မှာမဟုတ်ဘူး။ဘဝဆိုဒီမှာနော်အခုလိုပဲသာဝတိရေလို့ဆိုတဲ့ပစ္စည်းလေးပါးပေါ်မှာပဲမိတည်ပြီးတော့သက်ရှင်ကြတယ်။သာဝတိစိတ်ပေါ့။စားစရာလည်းရှိရမယ်။ဝတ်စရာလည်းရှိရမယ်။နေစရာလည်းရှိရမယ်။မကြမ်းမမာရင်စေဝတ္တဆာဆိုတာရှိရမယ်။အဲ့ဒီ၄မျိုးဟာဘဝယတ္တိနိုင်တဲ့၄မျိုးဖြစ်တယ်။အဲ့ဒီ၄မျိုးကိုရဖို့လူတွေဟာနေ့စဉ်နဲ့အမျှရုန်းကန်ရှာဖွေနေကြတယ်။ဒါကဘဝပေးတဲ့အလုပ်လို့ပြောမှာ။တမန်ဘဝပေးတဲ့အလုပ်ကိုလုပ်ပြီးတော့ဘဝတစ်ခုဆုံးသက်သွားမယ်ဆိုရင်တော့အကျိုးမှရနိုင်မှာမဟုတ်ဘူး။ဒါကြောင့်ဘဝပေးအလုပ်တဲ့ပူလွန်တဲ့အလုပ်တစ်ခုလုပ်ဖို့လိုတယ်ပေါ့။ပူလွန်တဲ့အလုပ်ဆိုတာမြတ်စွာဘုရားအဆုံးအမတိုင်းကိုကျင့်သီလကောင်းမှုပထမဆုံးလုပ်ကြမှာဖြစ်တယ်။လူ့ဘဝရောက်လာပြီဆိုရင်ကိုကျင့်သီလနဲ့တိုင်းတာချရမယ်။ငါဟာကိုကျင့်သီလကောင်းတဲ့ပုဂ္ဂိုလ်ဟုတ်ကဲ့လား။ ethics ဆိုတဲ့ကျင့်ဝတ်တရားဘုရားဘာသာမှာအပြည့်အဝရှိတယ်။ကိုကျင့်သီလဆိုတာခုနဆောက်တည်လိုက်တဲ့၅ ပါးသီလဟာဆောက်တည်လို့ရတဲ့သီလများတာဖြစ်တယ်။မကျူးလွန်ရဘူးမကျူးလွန်လို့ရှိရင်ကောင်းကျိုးချမ်းသာကိုရစေနိုင်တယ်။သို့တော့ဒီ၅ ပါးသီလကိုဝါရိတသီလလို့ခေါ်တယ်။ဝါရိတဆိုတာမလုပ်ရဘူးလို့တားမြစ်ခဲ့တာ။မလုပ်ရဘူးလို့တားမြစ်တဲ့သီလရှိတယ်လို့လုပ်ရမယ်ဆိုတဲ့သီလလည်းရှိသေးတယ်။နှစ်ခုမှတ်သားရမှာဖြစ်တယ်။မလုပ်ရဘူးလို့တားမြစ်တဲ့သီလမလုံလို့လုံးမိပြီဆိုရင်စူပါတဲ့အကျိုးဆက်တွေကိုရရှိစေနိုင်တယ်။ဘယ်သူမှဘုရားကတန်ခတ်တာလည်းမဟုတ်ဘူး။သဘာဝတရားကပဲကောင်းကျိုးဆိုးကျိုးလောက်တာပဲဖြစ်တယ်။
Warita Tilago Malago Tamide Yari Tishi Nande Pire Kama Sarita Tila do correct. Loa me Chatigo Lofulu Sarita Tila Soreteme Jami Joa Mesoi Luwa Yauda Kama Koboama Jesu Shizo Habudule Be Miba Repit. No? Payam Miba or Jesu Shizo no Pioya Le Lupi La Boya Roquimbuman Landoya. Oh, no. Time you never buy a visa, so you are a immigration. Quimbuman, time you go when we are. Totally, Lupi large and Nepokuha. Can I say no like payment? The condemn Mibaga, Quimbuman, and Lupi Laluya. Mibaga Lemacando, down a solution. Yama Mopu Cooking Mansway, Mibaga Lemacanari sheet. Yaji. Immigration and that young mount of Tamu, Biba, the mount of that thing. And a three Jesudia was a Raji. Imata Loka that Tati Daro, Tiloka you go. Prison wit, Luloka and some sequent Pira. A mean feature. Tayo Ludalema, Ludaima. Jesu Chimazo Boku Shai, Viva very pit. Viva Sura Oh Jesu Sura Kupoma Jugere, Muigere, Sanshokere, Sura Jesu. Todo Viva Gaune Viva Shidro, Magaune Viva Shid. Todo le Gauma Gaunyenga to nether side. Viva nether side. No? Viva Nets. Jesus Shida, Tadavi never signed. Viva Pedadavi Pompi, Jesus Shida, Ruswa. Why Jesus Ronso, Imata Loka that Tadidano. Tinoka you, La Quempure, Jesus. Luwa Lurine, some sequent pure, Jesus. They Chimare, Jesus, the hour. Eri Jesu dia pisalo yang emu true soul. Dajamu Jesu chima song buku piusu lo juji ngu sarita tila lo kore. Sarita tila lo kore. Dire tu chalai mesoi. Ko pawanche ma de ye chima re buku yu desa re kuji re dare sarita tila. Yandangari Lisa, we have Salo Sombire, Dana Savita. Never count him with us in a Pukuri, Kunji, someone, Dana Savita. Soluraga, Louis, Wotaya, Mandamia, Sarita. No, they not had a Kujandinari. Eddie, Tila, Luama, Tambo, Lupion. Chandari had a lot of tambos. Visiosari got tambo landers, Visiosari had tambo mo. I don't tambo motor also. But they cannot tell me why Visiosa. Yes, in the long make like that, the Visiosari could not buy my heart to come on. Alone Tabi by a with a pit. To get tambo sits. Maybe could I. Yes, of Yaya, so Maya, low you had a Kuchin Tila, Sarita Warita Tila, so that to get tambo. Any get a Sinte Viro. We shall wish to only Yare, Visios Arigo, Fluted Dane tambo. Any tamburigo, Waya or Yuta. Piapone come, tambo the Kutatella. Padre Dosa. Bodhandaranangi Sami, Tamadranangi Sami, Nangandaranangi Sami. Borago Kuwea, Tima Pure,
မြတ်စွာဘုရားဟောတဲ့ဓမ္မကိုကိုယ်ဝေယဖြစ်သိမှပြုတယ်တန်ခါအရိယတန်ခါတွေကိုကိုယ်ဝေယဖြစ်သိမှပြုတယ်ဆိုလိုတာကကိုယ်ဘဝကိုဘုရားဓမ္မတန်ခါမှာအနန္ထားတယ်ဆိုတဲ့ကိုယ်ဝေယအစစ်အမှန်ကိုယ်ဝေစိကခြင်းဟာကြီးမားလာတဲ့ကုသိုလ်ကောင်းမှုတစ်ခုပဲတမန်အဖြစ်တော့လူတွေကဘုရားဝတ္တတွေကဘုရားသရဏဂိသမိကိုဆိုရဆိုစီမှုဆိုတယ်လို့အောက်မေ့နေကြသို့တော့ဒီဘုရားသရဏဂိသမိလို့ဖျားတဲ့တန်ခါပေါ်မှာလေးပြတ်တဲ့စိတ်ဓာတ်နဲ့အာယုံအလေးနဲ့ထားပြီးတော့ဘုရားကိုကိုယ်ဝေပါတယ်တရားကိုကိုယ်ဝေပါတယ်တန်ခါငါမှကြောက်ရတဲ့ဘေးရနဲ့တွေ့ကြုံရမယ့်ဘေးရအန္တရာယ်တွေကိုမြတ်စွာဘုရားဗုဒ္ဓဓမ္မသံဃာကသာလျှင်ဖယ်ရှားပေးနိုင်တယ်ဆိုတဲ့ယုံကြည်ချက်နဲ့နှုတ်မြက်ပြောဆိုလိုက်ခြင်းဒီပဲနဲ့ကျောင်းတစ်ဆောင်ဆောက်လို့လှူဒန်းရတဲ့ကုသိုလ်တဲ့တောင်မှကြီးမားတယ်လို့ဝေလာမသုတ်တံဒီလိုဟောတာနော်ဒါကြောင့်မို့တမန်အသေးဖွဲလို့မထင်နဲ့ဘုရားသရဏဂိသမိဆိုတာကိုတတ်နိုင်လို့ပစ္စည်းဥစ္စာတွေဘလို့ပုံလူဘုရားသရဏဂိသမိလို့ဆိုပြီးမိမိခန္ဓာကိုယ်ယရဏသုံးပါးကိုအနှင်းခြင်းဆိုတဲ့ကုသိုလ်လောက်တတ်ဖို့မရှိဘူးလို့သူဟောတယ်ဒါကြောင့်အဲ့ဒါလည်းပဲကိုယ်အတွက်မှာကြီးမားလာတဲ့အကျိုးအမြတ်တစ်ခုဖြစ်တယ်ဒါကလည်းဘုရားပွင့်တဲ့အခါမှသာလေဒီကုသိုလ်မျိုးရသာသနာပေါင်းနဲ့ကြုံတွေ့တဲ့အခါမှသာလေဒီကုသိုလ်မျိုးရစဉ်းစားကြည့်မြတ်စွာဘုရားပွင့်စာကဘုရားနဲ့ပထမဆုံးတွေ့ကြတဲ့တပုဒ္ဒဗန္ဓိကဆိုတဲ့ဂုံတိညီနောင်နှစ်ယောက်အကြည့်အဲ့ဒီဂုံတိညီနောင်နှစ်ယောက်ဟာဘုရားပွင့်စာဆိုတော့သူတို့ကိုယ်ပဲစိကတ်တာယရဏသုံးပါးမဟုတ်ဘူးယရဏနှစ်ပါးပဲကိုယ်ပဲစိကတ်လို့ရသေးတယ်။တန်ခါမရှိသေးဘူးအဲ့ဒီချင်း။ဒါကြောင့်မို့သူတို့ရဲ့တရဏဂုံကိုဒွေဝါစိကတရဏဂုံလို့ခေါ်တယ်။နှခေါင်းနဲ့ပဲဆိုလို့ရတယ်တရဏဂုံ။ဗုဒ္ဓသရဏဂိသမိနဲ့ဓမ္မသရဏဂိသမိဒီနှစ်ခုပဲဆို။တန်ခါသရဏဂိသမိမရှိသေးဘူးအဲ့ဒီချင်း။ရှင်ကုဏ္ဏညမြတ်စွာဘုရားကတပည့်ဆက်ကြောင့်ဟောလို့ရှင်ကုဏ္ဏညသာသနာပေါ်ဝင်ရောက်လာပြီးပိဿဝကိငါဥယဟနာဖြစ်တဲ့အခါကျတော့မှတန်ခါတရဏဂိသမိဆိုတာထပ်တိုးလာဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့ဒီအခွင့်အရေးဟာအများရရတာမဟုတ်လို့တရဏဂုံသောတရားတဲ့အခွင့်အရေးဟာလည်းကြီးမားတဲ့အခွင့်အရေးလို့တို့တွေနေ့စဉ်နဲ့အများဒီကုသိုလ်မျိုးဟာရနေတယ်ဆိုတာတတိထားပါနော်အဲ့ဒီလိုရရှိတဲ့ကုသိုလ်မျိုးတွေကိုအာယုံစိုက်ပြီးတော့လှုပ်တတ်ဖို့အဲ့လိုလှုပ်လို့ရှိရင်တန်ဖိုးကြီးမားမားသာသနာတော်နဲ့ကြုံတွေ့တဲ့အခါမှာရရှိကြမှာဖြစ်တယ်နော်ဓမ္မပဒမှာမြတ်စွာဘုရားသုံးသင်ဆုံးမခဲ့တာဘာတွေတော့ဆိုတာလေးကိုဓမ္မပဒထေသနာကထေသနာတော်တစ်ပိုက်ကိုအရင်နားထောင်ပြီးတော့ကြည့်ရအောင်မြတ်စွာဘုရားကနပုပ္ပကန္တောပฏิဝါဒမေတိပုပ္ပကန္တဆိုတာပန်းရဲ့ယနကမ္ဘာလောကမှာရှိတဲ့ပန်းတွေပန်းပွင့်မျိုးစုံရှိတယ်မေမျိုးဆိုတာတကယ်ကိုပန်းမျိုးစုံတဲ့ဒေသကြီးတစ်ခုပဲပေါ့နော်ပန်းမျိုးစုံရှိတဲ့ဒေသကြီးတစ်ခုပေါ့ဒီမြန်မာနိုင်ငံမှာဆိုလို့ရှိရင်တော့ထူးခြားတဲ့ဒေသပါပြင်ဦးလွင်လို့ခေါ်တဲ့ဒီဒေသပန်းမျိုးစုံတဲ့ပန်းမျိုးတော်လို့ရှိရခေါ်ကြအဲ့ဒီပန်းတွေရဲ့ယနတချို့ပန်းကအနတ်မွေးကြိုင်တယ်တချို့ပန်းကအနတ်မရှိဘူးနော်တချို့ပန်းကအဆင်းတွေတော့လှတယ်အနတ်ကမရှိဘူးတချို့ပန်းကျတော့အဆင်းနဲ့လှတယ်အနတ်ကမကောင်းဘူးတချို့ပန်းတွေကတော့အဆင်းလည်းရှိတယ်ပုံသဏ္ဍာန်လည်းလှတယ်ယနလည်းမွေးတယ်ဆိုတဲ့ပန်းမျိုးတွေလည်းရှိတယ်ပေါ့အဲ့ဒီလိုပန်းမျိုးမျိုးရှိတဲ့တဲ့
ဘယ်ပန်းပဲဖြစ်ဖြစ်နပုပ္ပကံတော်ပန်းရဲ့ယနဟာပฏิဝါဒံလေးညာလေးအထက်သို့နာအေတိမရောက်ဘူးပန်းရဲ့ယနဟာလေးအောက်ကသာရှင်နကိုရနိုင်တယ်လေးအထက်ကမရဘူးဘယ်ပန်းမှလေးကိုဆံပြီးတော့မွေးတယ်ဆိုတာမရှိဘူးနော်လေးနဲ့အတူတကွလိုက်ပါပြီးတော့ပန်းရဲ့ယနတွေဟာလေးအောက်ကသာလေးနဲ့စုံပြီးတော့သာရောက်ရှိကြတာအဲ့တော့တမန်ပန်းယနတွေဟာဘလောက်ပဲလှလှဘလောက်ပဲမွေးမွေးလေးအောက်လေးသွားတဲ့နောက်လေးအောက်ပဲရတယ်လေးစုံမှသာရှိတယ်တို့ဆိုတယ်နသန္ဒနံတက္ကရမန္လိကမှာပန်းပြုတ်တယုတ်ကိုထုတ်ပြတဲ့အခါမှာသန္ဒနာသန္တောဝုဆိုတဲ့သန္တကူအသားဟာသူကတာရခန္ဓာလို့ခေါ်တယ်အနဲ့အနတ်အပွင့်ကမွေးတာမဟုတ်ဘူးအရွက်ကမွေးတာမဟုတ်ဘူးအသားထဲမှာအနှစ်ကမွေးတာဒါကြောင့်မို့သူ့ကိုတာရခန္ဓာလို့ခေါ်တယ်အနှစ်ကမွေးအဲ့ဒီသန္တကူနတ်ဟာလည်းပဲလေညာကအနတ်မရနိုင်ဘူးတဲ့လေအောက်မှာကအနတ်ပေးနိုင်တယ်တက္ကရအလိကမှာတက္ကရကိုတောင်စလတ်လို့နာမည်ပေးလို့ရှိကြတယ်တောင်စလတ်အခေါ်တွေကမျိုးမျိုးရှိတယ်ခုချင်းပြည်နယ်မှာရှိတဲ့တောင်စလတ်မွေးလားမမွေးလားမသိဘူးအဲ့ဒီတောင်စလတ်ကိုတော့စကိုင်းတောင်ရိုးမှာလည်းပဲတောင်စလတ်လို့ခေါ်တဲ့ပန်းတစ်ပန်းရှိအဲ့ဒီပန်းကတော့အနည်းငယ်မွေးတယ်နော်ခြုံပန်းလေးပဲဒီကမွေးတယ်မန္လိကာကျေယုံဆိုတဲ့ပန်းရှိတယ်အဲ့ဒီတောင်စလတ်ပန်းတို့ကျေယုံပန်းတို့ရဲ့ယနဟာလည်းပဲလေးညာကမမွေးနိုင်ဘူးတဲ့လေးစုံမှလာမွေးတယ်လောကကြီးမှာသဘာဝပန်းတွေရှိတယ်သဘာဝပန်းတွေဟာဒီအမွေးနန္တာတွေကဘယ်ရတော့ဆိုတော့သူမူလခန္ဓာအမြစ်ကအနံ့ရတာရှိတယ်နော်တဏ္ဍခါမြေတူဘာတို့လိုဟာမျိုးအမြစ်ရဲ့အနံ့သာရခန္ဓာအနှစ်ရဲ့အနံ့ပုပ္ပခန္ဓာအပွင့်ရဲ့အနံ့လို့လောကကြီးမှာဒီမွေးချိုင်တဲ့အနံ့တွေရတာတွေသုံးမျိုးရှိတယ်မူလခန္ဓာသာရခန္ဓာပုပ္ပခန္ဓာအဲ့ဒီအနန္တတွေအားလုံးဟာလေးညာဘက်ကိုဆန်တက်ပြီးမွေးတယ်ဆိုတာမရှိဘူးလေးစုံကသာမွေးတယ်ပဂတိပဏ္ဏနေဟာအဲ့ဒီတိုင်းပဲအဲ့တော့မြတ်စွာဘုရားကဒီနေရာမှာဘာပြောချင်တာတော့ဘာအမိန့်ရှိချင်တာတော့ဆိုတတိယသကံတော်ပฏิဝါဒမေတိပင်ကိုပန်းရဏနေဟာလေးဆံကိုတက်ပြီးတော့မမွေးနိုင်ပေမဲ့တဲ့တတိယသကံတော်သူတော်ကောင်းတို့ရဲ့သီလရှင်နန်းကတော့ပฏิဝါဒမေနော်ပฏิဝါဒမေတိတတိယသကံတော်ပฏิဝါဒမေတိပန်းရဏနေဟာလေးညာဘက်ကိုမဆန်တက်နိုင်တော့လဲလေးညာဘက်ကိုဆန်တက်နိုင်တဲ့သူတော်စင်တို့ရဲ့ကောင်းတဲ့ယနသီလဆိုတဲ့ယနကြတော့လေးစုံနဲ့ရောက်တယ်လေးဆံနဲ့ဆန်တက်နိုင်တယ်လို့ဆိုလိုတယ်တပ္ပဓိတာတပ္ပုရိသောဘဝယတိသူတော်ကောင်းတွေရဲ့ခုံတဲ့ဆိုတဲ့ယနဟာလေးအောင်ရောလေးစုံရောအထက်ရောအောက်ရောအရာမျက်နှာရှိသမျှခုံတဲ့ဆိုတာပြန့်နှံ့တယ်သူဆိုတယ်နော်အဲ့တော့လောကမှာရှိတဲ့ပန်းနဲ့သူတော်ကောင်းတွေရဲ့ခုံရနတ်နဲ့နှိုင်းရှင်ပြီးတော့မြတ်စွာဘုရားဟောလို့အဲ့တော့ဒီဒေသနာတော်ကိုကြည့်လိုက်ပဲဆိုလို့ရှိရင်စဉ်းစားကြည့်ရတို့တွေဟာသီလယနတ်ရအောင်ကိုယ်ခန္ဓာကိုယ်သီလဆိုတဲ့အနတ်နဲ့ထုံမှန်းပေးဖို့လိုတယ်သီလနဲ့ပြည့်စုံအောင်ကြိုးစားကြလို့တိုက်ရိုက်တိုက်တွန်းတာမဟုတ်တော့လေမြတ်စွာဘုရားရဲ့တိုက်တွန်းဆုံးမချက်ကအဲ့ဒီအတိပဲပြောတယ်သူတော်ကောင်းမဟုတ်ရင်သူတော်ကောင်းဖြစ်အောင်ကြိုးစားကြလို့ဒီလိုအိဗယ်အခုဒီကျောင်းထဲကြီးတည်ထောင်သွားတဲ့ဆရာတော်ဘုရားကြီးရဲ့ဂုံရဏဆိုတာနော်နေအနှံ့ဂုံတဲ့ရင်ရရှိကြတာဖြစ်တယ်အားလုံးကိုယ်ပဲကြတဲ့ဒကာဒကမတွေရောအဝင်းကျင်ကရောသိရှိကြတာပဲဖြစ်တယ်ကံကောတစ်ထောင်ဒီစေရီတော်ကြီးနဲ့ပြက်ဖက်ပြီးတော့ဒီဆရာတော်ကြီးရဲ့ကိုယ်ရည်နဲ့တွေပြတ်နှံ့ပြီးတော့နေခဲ့တာ
ဒါကြောင့်သူတော်ကောင်းတွေရဲ့ယနတ်ဟာတော့လေးညာလေးတဲ့မရွေးဒေသအနှံ့သင်ပြပြီးတော့နေတယ်ဒါကြောင့်သူတော်ကောင်းဖြစ်အောင်ကြိုးစားကြဒီအဓိပ္ပာယ်လေးကိုမြတ်စွာဘုရားဟောလိုတာပဲဒါဟာသင်္ကန်းစာပေးတာပဲဖြစ်တယ်မင်းလူဘဝရလာလို့ရှိရင်နော်လူဘဝရလာလို့ရှိရင်လေအောက်လေတဲ့ရောရှက်ပြီးတော့အနံ့လွတ်နိုင်တဲ့ကိုချင်းတရားကောင်းမှုနဲ့သီလဆိုတဲ့ယနတ်ရအောင်ကြိုးစားအထောက်ရမယ်လို့ဆိုလို့အဲ့ဒီမှာမြတ်စွာဘုရားကနောက်တစ်ပုဒ်ဘယ်လိုခေါ်တော့ဆိုသန္နနံတက္ကရံဝါပိဥပ္ပလံထဝတ္တိကိဣတိတံခန္ဓာသတ္တနံသီလကံတော်အနုတ္တရောလောကလူတွေဟာမွေးချိုင်တဲ့အနံ့ကိုရှာဖွေလို့မွေးချိုင်တဲ့အနံ့ကိုမျက်နှိုးတဲ့လူတွေမှာသန္တကုဏလားတောင်စလပန်းအနံ့လားခြာပန်းရဲ့အနံ့လားနော်မျက်လေးပန်းရဲ့အနံ့လားဗမ်းမျိုးဆိုရဲ့အနံ့နေမွေးချိုင်နေတာမှန်ပါတယ်တဲ့နော်ဣတိတံကဏ္ဍသတ္တနအဲ့ဒီလိုဗမ်းမျိုးတွေရဲ့မွေးချိုင်တဲ့ယနတ်တွေတဲ့သာလွန်တဲ့ယနတ်ကဘာယနတ်လို့ဆိုလို့ရှိရင်သီလခန့်တော်အနုတ္တရောကိုချင်းတရားကောင်းမွန်တယ်ဆိုတဲ့လူတွေရဲ့သိက္ခာရှိတဲ့ယနတ်ဟာပို့ပြီးတော့ကြီးမားတယ်လို့သူဆိုလို့အဲ့တော့သိက္ခာရှိနေဖို့ကိုချင်းသီလနဲ့ပြည့်စုံကျင့်သုံးကြဖို့လူတွေဆိုရင်၅ပါးသီလအနည်းဆုံးဒီတဲ့တိုးတက်ပြီးတော့စောင့်မယ်ဆိုရင်၈ပါးသီလ၈ပါးသီလထဲမှာမေတ္တာဘာဝနာထပ်ပိုးလိုက်မယ်ဆိုရင်၉ပါးအဲ့ဒီလိုသီလမျိုးစုံကိုချင်းတရားတွေတခြားလိုက်နိုင်ရမယ်စာရိတ္တအကျင့်တရားတွေအဲ့ဒါတွေနဲ့ပြည့်ပြည့်စုံပြီဆိုရင်သူတို့ရဲ့ခုံရနတ်ဟာလူအတိုင်းဝိုင်းမြတာမကနတ်အတိုင်းဝိုင်းထီအောင်ရောက်သွားနိုင်တယ်လို့ဒီဒေသနာတော်မှာဒီလိုဟောလို့ရဖြစ်တော့ကိုယ့်အတွက်ဘာလုပ်ရမလဲဘာကိုတန်ဖိုးထားရမလဲဘဝမှာဘာကိုတန်ဖိုးထားရမလဲဆိုတဲ့ဘဝသင်္ကန်းစာကိုပေးတာလောကလူလာဖြစ်လာလို့ရှိရင်လူတွေဟာဂုဏ်သိက္ခာကြီးပါဖို့ကြိုးစားကြတယ်။ဘာနဲ့ကြိုးစားကြတော့ဆိုပစ္စည်းဥစ္စာတွေရှာပြီးတော့စီးပွားဥစ္စာဒီချမ်းသာကြွယ်ဝတယ်ဆိုတဲ့ဂုဏ်သတင်းနော်အဲ့ဒီဂုဏ်သတင်းနဲ့လေလူတွေဟာဂုဏ်ရှိအောင်လုပ်ကြတယ်။ယာဓုကြီးမားတယ်ဆိုတဲ့ဂုဏ်သတင်းနဲ့လည်းပဲလုပ်ကြတယ်။ဘဝတစ်ခုရလာလို့ရှိရင်သူကတော့ဘာနဲ့ဆိုပြီးတော့ယာဓုဂုဏ်သိန်းတွေဖော်ပြလို့ရှိတယ်။အလုတ်အကိုင်းတွေကိုဖော်ပြလို့ရှိတယ်။ချမ်းသာကြွယ်ဝမှုတွေကိုဖော်ပြလို့ရှိတယ်။အဲ့ဒီလိုလူအတိုင်းဝိုင်းထဲမှာကြည့်လို့ရှိရင်တော့ယာဓုဂုဏ်သိန်းစီးစိမ်ဥစ္စာကိုဖော်ထုတ်ပြီးတော့လူတယောက်ကိုဂုဏ်လုံးကြတာပဲဖြစ်တယ်။ရသော်ဘုရားကအဲ့ဒီလိုဂုဏ်ကြီးဟာတကယ်ဂုဏ်မဟုတ်ဘူးဆိုတာကိုဒီဒေသနာတော်အရာပြပြတယ်။ယာဓုဘလောက်ကြီးပတ်စံဘလောက်ချမ်းသာနော်လူအတိုင်းဝိုင်းထဲမှာတကယ်ဂုဏ်ရှိတာတော့ကိုချင်းသီလပဲဒီလိုဆိုလို့တယ်ပေါ့နော်ကိုချင်းသီလမရှိရင်ယာဓုကြီးလဲဂုဏ်သိက္ခာမရှိဘူးသတရင်ကောင်းထွက်မှာမဟုတ်ဘူးပတ်စံချမ်းသာလည်းပဲသီလမရှိဘူးဆိုရင်သတရင်ကောင်းထွက်မှာမဟုတ်ဘူးသတရင်ဆိုးဆိုထွက်လာတာပဲအတူတူပါကိုချင်းတရားမရှိတဲ့ပုဂ္ဂိုလ်ရဲ့ဂုဏ်ဒီယနတ်ဟာကောင်းတဲ့ယနတ်မဖြစ်နိုင်လောကကြီးမှာစဉ်းစားကြည့်ချီးမွမ်းခြင်းနဲ့ကဲ့ရဲ့ခြင်းနှစ်ခုရှိတယ်အပြစ်တစ်ခုဖြစ်လာပြီဆိုရင်လူတွေရဲ့နှုတ်ဖျားမှာအပြစ်နဲ့ဒီဂုဏ်သတင်းဟာပြန့်နှံ့တာခြင်းမတူကြအောင်နာမည်ကျော်ကြားတဲ့ပုဂ္ဂိုလ်တရားမှာအပြစ်တစ်ခုဖြစ်သွားပြီဆိုလို့ရှိရင်သူ့ရဲ့ဒီသတင်းဟာချက်ချင်းကြီးပြန့်သွားတယ်နော်ကောင်းတဲ့ဂုဏ်သတင်းကြတော့ချက်ချင်းကြီးမပြန့်ဘူးဖြည်းဖြည်းမှပြန့်တယ်ဆိုတာဒါလောကရဲ့ထုံးစံလိုဖြစ်တယ်ဒါကြောင့်မို့စာပေကျမ်းကဘယ်လိုဆိုတော့ဆိုဒေါသောခဏိနေဝပတ္ထရတိအပြစ်ဆိုတာမကောင်းသတင်းဆိုတာတဲ့ချက်ချင်းလူတွေရဲ့အတိုင်းဝိုင်းထဲမှာပြန့်သွားတယ်ခုခေတ်ဆိုပို့ဆိုတယ် Facebook ကတင်လိုက်ပို့ဆိုသွားနော်အားလုံးမသိသွားကဘာသိသွားတာဆိုတော့ Facebook ကနေပို့ပြန့်သွားဒေါသောခဏိနေဝပတ္ထရတိလူတယောက်ရဲ့မကောင်းသတင်းသည်ခဏလေးအတွင်းပြတ်သွားနိုင်တယ်။ငကိုတွေကလည်းခဏအတွင်းပြတ်နိုင်တယ်
အရာပဲဖြစ်တယ်ခုနနာမတဏိကံပတ္ထရန္တိဂုံတရင်ကြတော့ချက်ချင်းကြီးမပြတ်ဘူးတဲ့တဖြည်းဖြည်းမှပြတ်တာဂုံတရင်ကြချက်ချင်းမပြတ်ဘူးတရင်ဆိုကြချက်ချင်းပြတ်တတ်တယ်ဒါသတိထားစရာအချက်နော်အဲ့ဒါကိုအင်္ဂလိပ်စာပေနဲ့ရေးထားတာလည်းရှိတယ်အင်္ဂလိပ်လိုရေးထားတာလည်းရှိတယ်ဒီတရင်ဆိုဟာချက်ချင်းပြတ်နေဆိုတာနဲ့ပတ်သက်ပြီးတော့နော်သူရေးတဲ့ပုံစံတွေကဘယ်လိုရေးတော့ဆို bad news travel fast အင်္ဂလိပ်လိုရေးတဲ့ဟာမှာဒီအဓိပ္ပာယ်ပဲ bad news ဆိုတာတရင်ဆိုသည် travel ဆိုတာခီးသွားတယ်လို့ဆိုတဲ့အဓိပ္ပာယ်နဲ့ travel bad news travel fast fast ဆိုတာလင်းလင်းမြန်မြန်သွားတယ်လို့ပြောတယ်နော်ဆိုလိုတာခုနအဓိပ္ပာယ်ပဲတရင်ဆိုသည်ချက်ချင်းပြတ်နှံ့သွားတယ်မကောင်းတဲ့ဟာချက်ချင်းပဲပြန်သွားတယ်တဲ့အဲ့တော့လူလောကမှာကောင်းတဲ့နဲ့မကောင်းတဲ့ဆိုတာနှစ်ခုရှိဘယ်နေမှာယနမွေးကြတဲ့ယနရှိတယ်လို့မကောင်းတဲ့ယနလည်းရှိအဲ့ဒါလိုပဲလူတွေမှာလည်းပဲအဲ့ဒီယနလိုမျိုးဂုဏ်နဲ့အပြစ်စာနှစ်ခုရှိနေတတ်တယ်အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့ဒီဒေသနာတော်ကိုမြတ်စွာဘုရားဟောတာဟာလူလောကကြီးတစ်ခုလုံးကိုချင်းတရားမပြတ်ပြားချဖို့လမ်းညွှန်မှုပြုတာပဲဖြစ်တယ်ပေါ့တခြားကိုယ်တိုင်နေတဲ့သီလရှိတယ်ဆိုတဲ့ကိုယ်တိုင်ဟာအကောင်းဆုံးဖြစ်တယ်လို့ဒီပြင်ကိုယ်တိုင်တွေကလူအတိုင်းဝိုင်းတော့ပြနိုင်အောင်ပြနိုင်ကောင်းပြနိုင်လိမ့်မယ်တခြားပရလောကလို့ခေါ်တဲ့တခြားလောကဒီအတွင်းမှာတော့ပြမှာမဟုတ်ဘူးအဲ့ဒါနဲ့ပတ်သက်ပြီးတော့ရှင်အာနန္ဒမထေရမြတ်ကစိတ်ကူးရတယ်သူစိတ်ကူးကနေပြီးတော့ဒီဓမ္မရတနဲ့ဘဝသင်္ကန်းစာမြတ်စွာဘုရားကဟောကြားတာဖြစ်တယ်သူရဲ့စိတ်ကူးကသူစဉ်းစားတယ်လောကမှာမွေးကြိုင်တဲ့ပန်းတွေရှိတယ်အဲ့ဒီမွေးကြိုင်တဲ့ပန်းတွေကိုလေညာတက်ကနေနမ်းရှုကြည့်လို့ရှိရင်အနံ့မရဘူးလေအောက်ကသာအနံ့ရတယ်အဲ့တော့ပန်းတွေရဲ့အနတ်တက်ရောက်မှုဟာလေရဲ့အောက်မှာသာရှိတယ်လေရဲ့အထက်မှာမရှိဘူးသူဖြေထုတ်လို့ရတယ်နော်ဖြေထုတ်လို့ရပြီသူစဉ်းစားတယ်လေတက်ကလည်းရလေအောက်ကလည်းရအထက်ကလည်းရအောက်ကရလူလောကမှာမကတခြားနတ်လောကတွေထီအောင်ပြန့်နှံ့နိုင်တဲ့ယန္တမျိုးများရှိသလားလောကမှာလူတွေတမန်သိနေတဲ့မွေးချိုင်တဲ့အနတ်ဆိုတာမူလကဏ္ဍဆိုတဲ့အမြင့်အနတ်သာရကဏ္ဍဆိုတဲ့ပြည့်စည်အနှစ်နတ်ပုပ္ပကဏ္ဍဆိုတဲ့အပွင့်အနတ်ဒီအနတ်၃မျိုးရှိတယ်အဲ့ဒီ၃မျိုးလုံးဟာလေအောက်ကသာအနတ်ရပြီးလေညာကိုစံချိန်မြင်တမြင်သာမှလေရဲ့အထက်ကိုမရောက်ဘူးဆိုပြီးစဉ်းစားပြီးရကနေပြီးတော့မြတ်စွာဘုရားသွားလျှောက်တယ်မြတ်စွာဘုရားသွားလျှောက်တယ်လောကမှာလေညာလေအောက်မရွေးပြန့်နှံ့သွားနိုင်တဲ့ယန္တမျိုးရှိနိုင်ပါသလားဆိုသွားလျှောက်တယ်နော်ရှင်အနန္ဒာရဲ့စိတ်ကူကလောကကြီးမှာဘယ်လိုဟာကိုရည်ရွယ်ပြီးတော့သူလျှောက်တယ်ဆိုတာကိုတော့မထင်ရှားဘူးသူကလျှောက်ပုံကတော့အရှင်ဘုရားတဲ့လောကမှာယန္တ၃မျိုးရှိပါတယ်တဲ့မူလကဏ္ဍအပြည့်ရဲ့ယန္တသာရကဏ္ဍပစ္စည်းရဲ့ယန္တပုပ္ပကဏ္ဍအပွင့်ရဲ့ယန္တတို့ဒီယန္တ၃မျိုးလောကကြီးမှာထင်ရှားရှိပါတယ်အဲ့ဒီယန္တ၃မျိုးလုံးဟာလေညာတဲ့ကိုမရောက်ပါဘူးလေစုံအောက်ကသာဒီယန္တတွေမွေးချိုင်နိုင်ပါတယ်လေညာလေအောက်မရွေးကမ္ဘာလောကကြီးတစ်ခုလုံးမွေးချိုင်နိုင်တဲ့ယန္တမျိုးရောရှိနိုင်ပါသလားဒါသူ့ဘေးကုန်ပဲနော်ရှိနိုင်ပါသလားဆိုမြတ်စွာဘုရားကရှိတယ်ဆိုပြီးတော့ဒါဟောတာနော်ရှိတယ်ဆိုဘာယန္တတုံးဆိုခုနဂုံတရင်ပဲသူတော်ကောင်းတွေရဲ့ဂုံတရင်အဲ့တော့မှတ်မဲ့မနေနဲ့ပေါ့ကို့မှာကောင်းမြတ်တဲ့ယန္တတစ်ခုခုနကတရဏဂုံသီလကိုစောင့်တည်လိုက်ကြတယ်ဒါကို့အတွက်ကောင်းမြတ်တဲ့ယန္တတစ်ခုပဲဖြစ်တယ်မြတ်စွာဘုရားကရှင်းပြတယ်အေးရွာတရွာမြို့တစ်မြို့မှာတဲ့မိသားစုတစ်ခုဟာ
ဖရာတရားတန်ခါယရဏသုံးပါးကိုကိုးကွယ်တယ်နော်ရှနတ်ရရှိနေတဲ့အကြောင်းပြောဖရာတရားတန်ခါယရဏသုံးပါးကိုကိုးကွယ်စိတ်ကတ်တယ်ဘုရားတရဏဂိသမိဓမ္မတရဏဂိသမိသံဃာတရဏဂိသမိတို့ဖရာတိသာလင်ကိုးကွယ်ရတရားတိသာလင်ကိုးကွယ်ရသံဃာတိသာလင်ကိုးကွယ်ရလို့ဘဝလမ်းညွှန်မဲ့ပုဂ္ဂိုလ်တွေအနေနဲ့ဘုရားတရားသံဃာကိုသိမှပြုလိုက်တယ်။မြတ်မြတ်လို့စိတ်ကတ်တယ်။အဲ့ဒီစိတ်ကတ်မှုဆိုတာလေမြတ်စွာဘုရားပေါ်မှာဘယ်လိုစိတ်ကတ်တာလဲ။လောကလူတွေကရွေချက်ကမျိုးမျိုးရှိတယ်။မှန်ကန်တဲ့စိတ်ကတ်မှုဆိုတာဘယ်လိုဟာလဲ။မြတ်စွာဘုရားရဲ့ဂုဏ်ကိုသိပြီးဒီမြတ်စွာဘုရားသည်သာလဲငါရဲ့ဘဝဒုက္ခတွေကကဲအောင်လက်ညွန်ပြသဆုံးမနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်။မြတ်စွာဘုရားဟောတဲ့တရားသည်သာလဲတန်တရားဝဆင်းကထုတ်ဆောင်နိုင်တဲ့နိလန်တစ်ခုဖြစ်တယ်။မြတ်စွာဘုရားရဲ့တပည့်တာဝကများသည်သာလဲငါရဲ့ဒါနကောင်းမှုကိုအကျိုးဆက်ဖွံ့ဖြိုးတိုးတက်အောင်လုပ်နိုင်တာဖြစ်တယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ကိုးကွယ်ရမယ်။ဒီလိုကိုးကွယ်အဲ့လိုဘုရားနဲ့စီးပွားတက်ချင်လို့ဘုရားကိုယ်ွယ်တယ်စီးပွားတက်ချင်လို့တရားကိုယ်ွယ်တယ်စီးပွားတိုးတက်လက်လာဖကိုမြောက်ကိုပြီးတော့တွေ့လို့ရှိရင်အဲ့ဒီတရဏဂုံဟာနော်မြင့်မြတ်တဲ့တရဏဂုံမဖြစ်ဘူးတဲ့မြင့်မြတ်တဲ့ကြောင်းလို့ကိုယ်ွယ်လို့ရှိရင်လေသူများတွေကဘုရားကိုယ်ွယ်တယ်မကိုယ်ွယ်လို့ရှိရင်သူ့ကိုပြစ်တင်မှကြောက်တယ်အဲ့လိုကြောင်းလို့ကိုယ်ွယ်ရင်လည်းတရဏဂုံမမြောက်ဘူးတဲ့လက်လာဖကိုရည်စူးပြီးကိုယ်ရင်လည်းတရဏဂုံမမြောက်ဘူးအဲ့ဒီလိုဘယလာဘကုလအမျိုးတော်လို့ကိုးကွယ်တယ်ဆိုရင်လည်းတရဏဂုံမပြောင်းအဲ့တော့တကယ်ကိုးကွယ်ရမှာဘာတော့ဆိုလို့ရှိရင်မြတ်စွာဘုရားရဲ့ဂုဏ်ကိုယုံကြည်ပြီးတော့ကြီးညိုလေးစားအားထားတဲ့အနေနဲ့တရားတရားဆက်ဆက်နဲ့ကိုးကွယ်တာမျိုးဖြစ်ရမယ်ဒါဖြင့်မြတ်စွာဘုရားကတရဏလူတွေရဲ့တဏ္ဍာမှာကြာရောက်နေတဲ့ဘေးရန်အန္တရာယ်တွေကိုဖယ်ရှားနိုင်တယ်ဆိုတော့ဘယ်ပုံဖယ်ရှားလဲတကူနဲ့မှားတာလားပုံဖွားဆိုပြီးမန္တမန္တလို့တကူတွေနဲ့လူတွေရဲ့ဆင်းရဲဒုက္ခကိုဖယ်ရှားနိုင်သလားဖယ်ရှားနိုင်နော်အဲ့လိုဖယ်ရှားတာမဟုတ်ဘူးဘယ်နည်းနဲ့ဖယ်ရှားတာတော့ဆိုလို့ရှိရင်ဟိတေပဝတ္တနေနအာဟိတာသနေဝတ္တနေနတတ္တနံပယံဟိန္တတိဘုဒ္ဓောဘုဒ္ဓမြတ်စွာဘုရားဟာဟိတေတရားတွေရဲ့တဏ္ဍာမှာအကျိုးစီးပွားကိုဖြစ်ထွန်းတဲ့ကုသိုလ်တရားတွေကိုပဝတ္တနေတာဖြစ်စေခြင်းဖြစ်တယ်။အာဟိတာသနေဝတ္တနေတာအကျိုးမဲ့ကိုဖြစ်စေရတဲ့အကုသိုလ်တရားတွေကနောက်ဆုတ်စေခြင်းဖြစ်တယ်ကောင်။တတ္တနံတရားတို့ရဲ့ပယံကြာရောက်လာမဲ့ဘေးအန္တရာယ်ကိုဟိနတိဟန္တာဖယ်ဖြစ်တော်မူနိုင်တယ်။တော့ဖယားမဘုံမှာနေကြမတူတကူနဲ့မှာတာမဟုတ်ဘူးနော်။ဘယ်လိုမှတာတော့လူတယောက်ကောင်းစားစေခြင်းသူ့တဏ္ဍာမှာကောင်းကျိုးချမ်းသာကိုရစေနိုင်တဲ့ဟိတဆိုတဲ့ကောင်းကျိုးချမ်းသာကိုရစေနိုင်တဲ့သီလသမာဓိပညာဆိုတဲ့ကုသိုလ်တရားတွေဖြစ်အောင်လုပ်ခိုင်းတယ်အာဟိတလို့ဆိုတဲ့ဘယ်ငယ်ကြစေနိုင်တဲ့အကုသိုလ်တရားတွေကရှောင်ခိုင်းတယ်ဆိုလိုတာကမလုပ်တဲ့နာနဲ့လုပ်တဲ့နာမလုပ်တဲ့နာကိုမလုပ်နဲ့လုပ်တဲ့နာလုပ်ဒါမှကောင်းကျိုးချမ်းသာရမယ်လို့လမ်းညွှန်မှုပေးတာပဲဖြစ်တယ်အဲ့ဒီလမ်းညွှန်မှုပေးတာအမှန်ကန်ဆုံးပဲတကူတော်နဲ့မှားတယ်ဆိုတာဘယ်လို့မှမဖြစ်နိုင်ဘူးဘယ်နည်းနဲ့မှကိုယ့်အကိုတောင်ကိုသားသမီးမှားကြည့်ပါလားနော်ကိုသားသမီးမှားကြည့်ပါလားကလေးငယ်သေးရင်တော့ကြွရင်ကြွပါသို့တော့ကိုသားသမီးကိုပညာတတ်ကြီးဖြစ်အောင်ကိုလုပ်ပေးနိုင်လားဆိုအထောက်အကူတော့ပြုပေးလို့ရတယ်ဟာတော့ပညာတတ်ဖြစ်အောင်ကိုသားသမီးကိုကြောင်းကောင်းကောင်းအပ်ပေးမယ်နော်ဆရာကောင်းကောင်းထမ်းအနံပေးသို့တော့သားသမီးကမကြိုးစားဘူးဆိုရင်သူပညာတတ်ဖြစ်နိုင်ကိုလုပ်ပေးနိုင်တာဟာထောက်ပံ့ကူညီခြင်းသာလည်းဖြစ်တယ်လမ်းညွှန်ပေးခြင်းသာဖြစ်တယ်တကယ်ပညာတတ်တာတော့သူသင်မှပဲပညာတတ်မှာအဲ့တော့ကိုသားသမီးတော့ပုံမှန်လုပ်ရမှာမဟုတ်တာမြတ်စွာဘုရားကလည်းဒီကုန်းနဲ့မှတာမဟုတ်ဘူးဒါကြောင့်မြတ်စွာဘုရားကတရားတူကိုကောင်းကျိုးချမ်းသာရစေခြင်းနဲ့ဆိုရင်အကုသိုလ်ကရှောင်ဖို့ကုသိုလ်တရားတွေကိုလုပ်ဖို့ဒါကိုပဲလမ်းညွှန်ပြုပြီးတော့တိုက်တွန်းနှိုးဆော်မှာပဲဖြစ်တယ်ပေါ့လှုပ်တင်တာကိုမလုံးနဲ့လှုပ်တင်တာကိုလှုပ်ဆိုရင်လမ်းညွှန်ချက်အတိုင်းလိုက်နာကျင့်သုံးပြီးဆိုရင်ကောင်းကျိုးချမ်းသာရမှာသိချတယ်အဲ့ဒီနည်းနဲ့မှတာဒီ
Mare Sura, Pia Mare Sura, Edu Mara, Yuda, Buddha, the Piamashi. No? The good on it. See, what they need a long DJ and Chamasi look to the Lulu of Yao. No? Edu of Yao. Malu Yada solution. A you so cheat and little Kucha Church of Lala, the Chipasi. Adam made a little Kucha, that few dollars, but you don't name Kucha. ပရေတွန့်တာတွေပြောက်သွားစေလို့လုပ်လို့ရမှာပေါ့ဒါလို့လုပ်ရမယ်မရဘူးအဲ့တော့မြတ်စွာဘုရားရဲ့မဘုံမာနိကတော့မလုပ်တဲ့နာကိုရှောင်ခိုင်းတယ်လုပ်တဲ့နာကိုလုပ်ခိုင်းတယ်အဲ့ဒါကိုလိုက်နာပြီးဆိုမှလူဟာလွတ်တဲ့ကျိုးလူတွေကသတိပဋ္ဌာန်လို့ပါယောဂဖြစ်ရင်ဆရာဝန်စီသွားတယ်မဟုတ်လားဆေးဆရာစီသွားတယ်ပေါ့လေတိုင်းရင်ဆေးပဲဖြစ်ဖြစ်နောက်တိုင်းဆေးပဲဖြစ်ဖြစ်ယောဂကုသနိုင်တဲ့ဆရာစီသွားကြတယ်။သွားတော့ဆရာကကုနိုင်တာလားဆိုဆရာကမကုဘူး။ဆရာကဘာလုပ်လဲဒီယောဂဘာကြောင့်ဖြစ်တယ်။ဘယ်ဆေးတောက်ရမယ်ဒါပဲပြောတာ။အဲ့တော့ယောဂပြောက်အောင်ဘယ်သူကလုပ်တာလဲဆိုဆေးကပဲလုပ်တာ။ဆေးတော့ပိုင်းဆရာဝန်ကုလို့ရပါမလား။ရအောင်။ဆေးတောက်ဖို့ကအဓိကဆိုတာထင်ရှားတယ်လေ။တော့ယောဂရှိလာလို့ရှိရင်ဆရာဝန်စီညွှန်တဲ့စီကိုကိုတောက်မှယောဂဆိုပြောတယ်အဲ့ဒီတိုင်းပဲမြတ်စွာဘုရားဒါမလုံးနဲ့ဒါလုံးဆိုတာညွှန်ကြားတယ်အဲ့ဒီညွှန်ကြားတာဟာစီးပေးတာနဲ့တူတူပဲကိုယ်တိုင်ကမလုံးနဲ့ဆိုတာကိုလုံးတယ်လုံးဆိုတာမလုံးပဲနေရင်ဟောဘယ်သူမှကောင်းကျိုးချမ်းသာရမှာမဟုတ်ဘူးတကယ်လက်တွေ့ကြတယ်မြတ်စွာဘုရားရဲ့အဆုံးအမလက်တွေ့ကြတယ်အဲ့လိုအဲ့တော့ဘုရားကိုကိုးကွယ်ပြီးဆိုရင်မြတ်စွာဘုရားဟာကိုယ်တဏ္ဍာမှာကြာရောက်နိုင်တဲ့ဘုရားအနေတွေကိုကာဝယ်ဆောက်ရှောက်နိုင်တယ်ဆိုတဲ့ရှိချက်နဲ့ကိုးကွယ်ရမှာဖြစ်တယ်။တရားကိုကိုးကွယ်ပြီးဆိုရင်တရားကဘာဆွမ်းဆောင်ပြီးလို့ဆိုနော်တရားကလူတွေရဲ့ဘဝကံထာနာနေထာရနေနတတ္တနံပယဟိတတိဓမ္မောတရားကဘဝကံထာနာကနေထုတ်ဆောင်ပေးတာတရားကိုယ်တိုင်ကတရားကိုကျင့်ကြံကြိုးကိုအထောက်လို့ရှိရင်ဘဝအခက်ခဲတွေကနေပြီးတော့ထုတ်ဆောင်ပြီဘဝကြီးကကန္တရာခရီးကြီးနဲ့တူတယ်ဘေးကန္တရာခရီးဆိုတာဘေးအနေတွေအလွန်များတယ်အဲ့လိုပဲဘဝသွားတဲ့လူတွေဟာအေးချမ်းချမ်းရှိတာမဟုတ်ဘူးအနေတွေနဲ့ရင်ဆိုင်ကြုံတွေ့ရတယ်ခွန်ကြီးတို့တွေလူတိုင်းဟာဘဝတစ်ခုရထားပြီဆိုရင်ရင်ဆိုင်ရမယ့်အနေကဘာလို့နော်အိုခြင်းဆိုတဲ့အန္တရာယ်နဲ့ရင်ဆိုင်ရတာဘယ်လိုမှအိုခြင်းတရားကိုမရင်ဆိုင်ရင်လို့ပြည့်ထွက်လို့မရဘူးလေရှောင်သွားလို့လည်းမရဘူးအိုခြင်းဆိုတာနဲ့ရင်ဆိုင်ရမယ်ဖြားနာခြင်းဆိုတဲ့ဖြားကြီးနဲ့ရင်ဆိုင်ရမယ်နောက်ဆုံးသိဆုံးခြင်းဆိုတာနဲ့ရင်ဆိုင်ရတယ်အဲ့ဒီဘဝမှာဒီအန္တရာယ်ဆိုကြီးတွေနဲ့ရင်ဆိုင်နေရတဲ့ဘဝမျိုးကနေပြီးကဲထုတ်နိုင်တာကတော့တရားပဲဖြစ်တယ်ဒါကြောင့်တရားဟာကိုယ်ပဲအထားလိုက်တယ်လို့သူတို့ဆိုလို့ပေါ့တရားကိုကျင့်ကြံကြိုးကိုအထုတ်ခြင်းဖြင့်တရားကိုကိုယ်ွယ်တယ်ဆိုတာတရားတိုင်းလိုက်တာဖြစ်ကြနေတာဖြစ်တယ်တန်ခါတွေကရောဘယ်လိုကိုယ်ွယ်ရဖြစ်တယ်လဲဆိုအပကံနေပိကာရဏဝိပုလဖလပတိလာဘကရဏေနာကိုလှူလိုက်တာလေးကနည်းနည်းလေးပဲလှူလိုက်ပြီမယ်လို့အများကြီးအကျိုးသက်ရောက်မှုကိုဖြစ်စေတာတန်ခါရဲ့ကျေစုတရားလို့သူတို့ဆိုတယ်လောကမှာတရေပင်လေးတစ်ပင်ဆက်လိုက်ပြီမယ်လို့ရလာတဲ့အကျိုးကျေးဇူးကြတော့တရေသီးကထောင်ပေါင်းများစွာရတယ်ကိုရင်းလိုက်တာကအစိတ်လေးတစ်စိတ်ပဲရင်းလိုက်တယ်ရလာတဲ့အခါအဲ့ဒီတရေပင်ကတီးလိုက်တဲ့အသီးတွေကအများကြီးတီးတယ်လေဒါနကောင်းမှုအဲ့လိုဖွံ့ဖြိုးသွားအောင်လှုပ်ဆောင်ပေးနိုင်တာအနုတ္တရဘုံညာခိတံလောကသလို့ဆိုတဲ့ကုသိုလ်ကောင်းမှုရဲ့စိုက်ပျိုးရမြေရသဖွယ်ဖြစ်တယ်အကယ်၍တန်ခါမရှိဘူးဆိုရင်လမ်းတွေကတရောင်းစားပဲလှူရမှာပဲဖြစ်တယ်ပေါ့လို့ဆိုလို့ဖြစ်ပေါ့နော်အေးတန်ခါတွေကလည်းပဲနည်းနည်းလေးလှူလိုက်တာကိုများရစေနိုင်တဲ့အကျိုးဖြစ်ထွန်းစေတယ်ဆိုရွယ်ချက်နဲ့တန်ခါကိုကိုးကွယ်တယ်ဆိုလိုတာကရသော်ဘုရားကိုကိုးကွယ်တယ်ဆိုတာဘုရားရဲ့အဆုံးအမကိုလိုက်နာဖို့တရားကိုကိုးကွယ်တယ်ဆိုတာတရားအတိုင်းကျင့်ကြံကြိုးကိုအထောက်ဖို့တန်ခါကိုကိုးကွယ်တယ်ဆိုတာတန်ခါမှာဒါနကောင်းမှုလုပ်ပြီးကောင်းကျိုးချမ်းသာတွေရဖို့ဆိုဒီရွယ်ချက်နဲ့တော့အဲ့တော့မြတ်စွာဘုရားကရှင်နန္ဒာရဲ့အမေကိုဖြေတဲ့အခါမှာရွာတရွာမှာတဲ့မိသားစုတစုဟာဘုရားတရားတန်ခါရဏသုံးပါးကိုကိုးကွယ်တယ်တဲ့ဒါလည်းမကဘူး
သူများတက်ကိုတက်ချင်းမှရှောင်းတယ်သူများဥစ္စာခိုးချင်းမှရှောင်းတယ်သူတို့ဘာသမယပြစ်မှားခြင်းမှရှောင်းတယ်သူတို့ဘာကိုမတရားဆွဆွဲပြီးတော့လိမ့်လေပြောဆိုခြင်းဘုဒ္ဓဝါဒကရှောင်းတယ်သူရမေရယာကရှောင်းတယ်ဆိုတဲ့ဒီရှောင်းခြင်းမှု၅မျိုးရှိလို့လူရဲ့ဂုဏ်သိက္ခာတက်လာဒီလိုကတော့အကျင့်ကောင်းတယ်အကျင့်ကောင်းတယ်ဒီမူရကင်းတယ်နော်တေးသေးရတောက်စားခြင်းမရှိဘူးစိတ်ကောင်းနှလုံးကောင်းရှိတယ်လူတစ်ဖက်သားပေါ်မှာအကျဉ်းတရားရှိတယ်ရိုးသားတယ်ဖြောင့်မတ်တယ်ဆိုရင်ဂုဏ်သတင်းတွေသူ့မှာ၅ပါးသီလလုံးကောင်းဒီလိုဂုဏ်သတင်းတွေရဒါလည်းမကဘူးသူ့ဟာအိမ်မှာနေတဲ့အခါမှာလူတွေကအိမ်မှာနေရင်းကနေပြီးမစ္စရိယစိတ်ဆိုတာရှိတယ်မစ္စရိယတရားဆိုတာရှိတယ်မစ္စရိယတရားဆိုတာငါသာငါအတွက်လို့သာစဉ်းစားတာမစ္စရိယလို့ခေါ်တယ်အဲ့ဒီမစ္စရိယကင်းပြီးတော့ကိုယ်အိမ်ရှိတဲ့ပစ္စည်းတွေကိုမိသားစုဘယ်သူပဲဖြစ်ဖြစ်အလုံးအတွက်ကိုရှာထားတဲ့ပစ္စည်းတွေကိုမိသားစုထဲမှာအလုံးအတွက်ကိုတယောက်တည်းသုံးဖို့မဟုတ်ဘူးဆိုတဲ့စိတ်ဓာတ်ထားပြီးတော့ဘယ်သူကပဲတောင်းပေးနိုင်ကမ်းနိုင်တဲ့ရရောတဲ့စိတ်ဓာတ်ဘောရှိတယ်အဲ့ဒီလိုတရဏဂုံလဲတည်တယ်ငါးပါးသီလလဲလုံးတယ်စာကားလို့ဆိုတဲ့စွန့်ကြဲမှုဆိုတဲ့ဂုဏ်သိက္ခာလည်းရှိတယ်ဆိုတဲ့လူတယောက်ရဲ့ဂုဏ်သတင်းဟာလူတွေရဲ့အတိုင်းဝိုင်းမှာဒီပုဂ္ဂိုလ်ကတော့အလွန်တော်တာပဲဘုရားတရားသံဃာလေးစားတယ်သီလလုံးတယ်အနှမျိုးမဖက်ပဲကုကြီးထောက်ပံ့လေးရှိတယ်ဆိုတဲ့သူ့ရဲ့ဂုဏ်သတင်းဟာလူလောကအတွင်းမှာပြန့်သင်းပြီးတော့နေတယ်။တမန်အဖြစ်ဒီဂုဏ်သတင်းဟာလူလောကအတွင်းသာပြန့်သင်းတာလားဆိုတော့မြတ်စွာဘုရားလျှောက်တယ်။မြတ်စွာဘုရားကမေ့ကြတယ်သူ့ရဲ့သတင်းဟာတဲ့လူလောကအတွင်းသာမကနတ်လောကအတွင်းမှာထိအောင်ရောက်ရှိတယ်။တမန်အဖြစ်လူတွေကမတ်တမဲ့နေကြလို့ဒီမြေပြင်နဲ့ဆက်ဆက်နေတဲ့ဘုံမိမ့်မှန်နဲ့ရှိတဲ့နတ်တွေကအများကြီးပဲရှိတယ်။အဲ့ဒါတွေကိုခေါ်နေကြတာကိုယ်ဆောင်နတ်တို့အိမ်ဆောင်နတ်တို့ကျောင်းဆောင်နတ်တို့ဘုံပစိုးယုတ်ကစိုးနဲ့ခေါ်နေကြတယ်။လူတွေရှိသလိုသူတို့လည်းအတိုင်းအတာတစ်ခုပြလူတွေနဲ့အနိကမှာကိုမမြင်ရပြီပဲရှိနေတတ်တယ်။အဲ့ဒီရှိနေတဲ့နတ်တွေရဲ့အတိုင်းဝိုင်းမှာလည်းပဲတရဏဂုံတည်တယ်ငါးပါးသီလလုံးတယ်ရရောမှုရှိတယ်လူတန်းရရောတဲ့ဝါဒနာပါတယ်ဆိုတဲ့ပုဂ္ဂိုလ်ရဲ့ဂုဏ်သတင်းဟာထုံသင်ပြန့်နှံ့ပြီးတော့နေတယ်။နတ်ပြည်ကြီးအောင်ဂုဏ်သတင်းရှိတယ်လို့သူဆိုတယ်နော်။စိတ်မပူနဲ့ဆိုင်ဖို့မထိုးလဲကြောင်းဆောင်လှူထားရင်နတ်ပြည်ကလူနတ်တွေကတတိတိမပြုတ်ထား။အေးကြောင်းမလှူနိုင်လို့လဲအစာအုပ်တခုဝေကြီးတနာများလို့ကိုကမလှူနိုင်တဲ့ပုဂ္ဂိုလ်ဆိုလဲစိတ်မပူနဲ့တရဏဂုံသုံးပါးဆောင်တည်တယ်ငါးပါးသီလလုံးတယ်လူမှုတန်းမှုတွေရရောတယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့ဂုဏ်သတင်းဟာနတ်ပြည်မှာရောက်နတ်ပြည်မှာရှိတယ်ဆိုတာဘာကြောင့်လို့ဆိုနတ်တွေကဘာကြောင့်လူတွေကိုစိတ်ဝင်စားနေတာတော့လူလောကလူတွေကတော့လူတွေကနတ်တွေကိုစိတ်ဝင်စားတယ်နတ်ကလူကိုစိတ်ဝင်စားတာမရှိရသော်ရဟောတဲ့တဲ့နတ်တွေကလူကိုစိတ်ဝင်စားဒီရှမ်းတကြောကလူတွေကတော့ကိုးမျိုးရှင်ကိုစိတ်ဝင်စားနော်ပင်လယ်ကလူတွေကတော့ဥယျာဉ်ကြီးကိုစိတ်ဝင်စားတယ်မန္တလေးတို့ဗရေရာတို့အောက်ကလူတွေကတော့တောင်ပြုံးကိုစိတ်ဝင်စားတကယ်ကတော့နတ်တွေကလူတွေကိုစိတ်ဝင်စားတာဘာကြောင့်စိတ်ဝင်စားတာတော့လို့ဆိုလို့ရှိရင်နတ်ပြည်နတ်လောကစီပင်မှုပြန်ပွားဖို့တိုးတက်ဖို့ဆိုတာလူတွေပေါ်မှာမိနေတယ်လူတွေကကုသိုလ်ကောင်းမှုပြုတဲ့လူတွေများတယ်နော်ကိုချင်းသီလကောင်းတဲ့လူတွေများတယ်ဆိုသိလိုက်ရင်နတ်ပြည်ရောက်ကြတာသူတို့သာသနာ့တွင်မှာကုသိုလ်ကောင်းမှုတွေလုပ်ပြီးကိုရောက်တဲ့အခါကျတော့စီးပွားရေးကောင်းတဲ့နတ်တွေအများကြီးဝင်လာတယ်ပေါ့တကူကြည့်တဲ့နတ်တွေရောက်လာအဲ့ဒါကိုသူတို့စိတ်ဝင်စားတယ်ဒါကြောင့်လူတွေကိုစိတ်ဝင်စားတယ်လို့ပြောတယ်လူပုံကိုကြည့်နေကြတာကဲခတ်ပြီးတော့ကြည့်နေကြအကယ်၍သာလူပုံကပျက်စီးပြီးသွားတယ်ဆိုရင်နတ်ပြည်က6ခက်ကဖြစ်သွားအဲ့ဒါကြောင့်လူပုံကိုစိတ်ဝင်စားတဲ့အတွက်ကြောင့်လူတွေထဲမှာကိုချင်းသီလရှိပြီလူတွေတဏ္ဍာတွေရှိပြီဆိုလို့ရှိရင်နတ်တွေကဝမ်းသာကြတယ်ပြောပြတပည့်ဆက်ချက်တရားဟောတော့ကြည့်လေမြတ်စွာဘုရားတော်တဲ့ဟောတာပဲဗရဏသီမျိုးတဲ့ဟောတာမှမဟုတ်တာဣတိပတနာတော်တဲ့မှာမိုးချုပ်တဲ့အချိန်ကြီးညနေမှာဟောတာဟောတဲ့အခါဘုရားတရားဟောတာကိုသတင်းပို့တာဘယ်သူတွေကသတင်းပို့လို့ဆိုဘ
ဘုံမာထေဝတတ္ထမနုဿဝေတုံဒီမဲ့ဆက်ကြတယ်မှာလေဘုံမစုတတ်တွေကနေမြတ်စွာဘုရားတရားဟောတယ်ဆိုတာသတင်းပို့လိုက်သူတို့က Facebook တွေတောင်မြန်လိုက်အောင်မယ်နော်ဘုံမာနန္ဒေဝနံတတ္တံသုတ်တော်သတ္တုပါရစိကထေဝသူတို့အတန်ကြားရင်သတ္တုပါရိနတ်တွေကသိသတ္တုပါရိနတ်တွေကနေတဆင့်တဝရိန္ဒတဝရိန္ဒနတ်တွေကတဆင့်ရမှာအဲ့ဒီကနေတဆင့်ဒီတုတ်တိတာနေဝန္တရတိပရဏိမိတာဝတ္တဝတိဆိုတဲ့နတ်တွေစီရောက်သွားအဲ့ဒီလိုသတင်းဟာချက်ချင်းပြမပြည့်တီအောင်တက်သွားရောက်သွားအလွန်လင်းမြန်တယ်လို့ပြောအဲ့ဒီလိုရောက်ရှိသွားတယ်အဲ့တော့ကောင်းတာလို့ရင်ကောင်းသတင်းဆိုရလာမှာဒါကြောင့်မို့မြတ်စွာဘုရားရှင်အနန္ဒာရဲ့အမိသူတော်စင်တယောက်ရဲ့သီလကုံသမာဓိကုံပညာကုံစာခကုံဆိုတဲ့ဒီကုံကျေးဇူးတွေဟာတာမန်လူအတိုင်းဝိုင်းကတည်းကတိမှတ်ပြုတာမဟုတ်ဘူးတဲ့နတ်တွေအတိုင်းဝိုင်းကလည်းတိမှတ်ပြုတယ်ဒါကြောင့်သူ့ရဲ့ဂုံသတင်းသီလဆိုတဲ့ဂုံသတင်းဟာသဗ္ဗထိတသဗ္ဗုရိသောဘဝယတိသူတော်ကောင်းရဲ့ယနဟာအယမျက်နှာခတ်သိမ်းပြတ်နှံ့ပါတယ်လို့မြတ်စွာဘုရားဒီဒေသနာတော်ကိုဟောလို့ရင်းဖြစ်တယ်ဟောအဲ့ဒါလို့ဟောလိုက်ပြီးတော့ရှင်အနန္ဒာကိုဟောတဲ့တရားဟာကျေပြန့်လာပြီးတော့ပိဋကတိနာယမတ္တကြတဲ့အခါပိဋကတိလိုက်နာခြင်းသုံးကြသဖြင့်မြတ်စွာဘုရားရဲ့ဆုံးမတရားတော်ဟာသင်္ကန်းစဖြစ်ပြီးဘဝမှာကိုချင်းသီလရဲ့တန်ဖိုးကိုသိရှိနားလည်ပြီးကိုချင်းသီလနဲ့ပြည့်စုံအောင်ကြိုးစားအထောက်လာကြတယ်ပေါ့။ဒါကြောင့်ဘုန်းကြီးတို့တွေဒီအသည့်လေးကိုရရှိပြီးတဲ့အခါမှာတို့တွေဟာကိုချင်းသီလကောင်းအောင်ကြိုးစားကြမယ်။သူတော်ကောင်းဖြစ်အောင်ကြိုးစားကြမယ်။တရဏဂုံသီလမြဲအောင်ကြိုးစားကြမယ်။ဒါနကောင်းမှုကြိုးစားပြုကြမယ်။ကုသိုလ်ကောင်းမှုပြုမှသာလေတို့ရဲ့လူဘဝရရှိတဲ့အကျိုးကျေးဇူးဟာတန်ဖိုးဟာကြီးမားမှာဖြစ်တယ်လို့မှတ်သားကြတရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့မြတ်ဗုဒ္ဓဆုံးမတော်မူခဲ့တဲ့ဓမ္မပဒဒေသနာတော်မှာဓမ္မရတ္တနဲ့ဘဝသင်္ကန်းစာများကိုအရာယူပြီးမိမိတို့ဘဝမှာတန်ဖိုးရှိအောင်ကိုချင်းသီလမြဲမြံအောင်ကျင့်ကြံကြိုးကိုပွားများအထောက်နိုင်ကြပါစေကုန်သတည်းတရားနာသောသူတော်စင်အပေါင်းကျမ်းမာချမ်းသာကြပါစေ။